freedom လို့ပြောလိုက်လို့ရှိရင်ဘာကိုအရင်ဆုံးပြင်းမြင်ကြလဲမသိဘူးတချို့ကကြတော့ freedom လို့ပြောလိုက်လို့ရှိရင်ဟာဒီအလုပ်မှာမလုပ်ချင်တော့ဘူးပေါ့နော်ဒီအလုပ်ကနေထွက်ချင်တယ်ဒါမှငါလွတ်မြောက်မယ်လို့ခံစားရတယ်ပေါ့တချို့ကြတော့လေဟာဒီမိသားစုနဲ့အဆင်မပြေဘူးမနေချင်တော့ဘူးပေါ့နော်ဒီမိသားစုကနေပြီးတော့လွတ်မြောက်ချင်တယ်ပေါ့တချို့ကြတော့လေဒီ relationship မှာမပျော်တော့ဘူးပေါ့နော်ငါ freedom လိုချင်တယ်လွတ်မြောက်ချင်တယ်ပေါ့နော်ဆိုပြီးတော့ဒီ relationship ကနေရုန်းထွက်ဖို့ကြိုးစားကြတယ်ပေါ့နော်အဲ့တော့တကယ် freedom ဆိုတာဘာလဲပေါ့တကယ် freedom ဆိုတာကကိုက freedom ကိုကြိုက်တယ်ပေါ့နော်အဲ့တော့ဘာမှလာမပြောနဲ့ငါလုပ်ချင်တာငါလုပ်မယ်ငါ့ကိုဘာမှလာမပြောနဲ့ငါသွားချင်တဲ့နေရာငါဘဝ my life my choice ပဲဆိုပြီးတော့လေကိုလုပ်ချင်တာကိုလုပ်တဲ့သူတွေကလည်း freedom လို့ခေါင်းစဉ်တက်တယ်ပေါ့နော်တကယ်တော့အဲ့ဒါကလည်းတကယ် freedom အစစ်လို့ပြောလို့မရဘူးဒါဆိုရင်တကယ် freedom ဆိုတာဘာလဲဆိုလို့ရှိရင်တကယ် freedom တကယ်လွတ်မြောက်ခြင်းပေါ့နော်တကယ်လွတ်မြောက်မှုဆိုတာဘာလဲဆိုတော့လူတယောက်ကကိုယ့်ကိုဘလို့စကလုံးနေနဲ့ပဲလာပြီးတော့ကိုယ့်ရဲ့စိတ်ကိုလွှမ်းမိုးကိုဟာသူ့ရဲ့လွှမ်းမိုးခြင်းကိုဟာသူ့ရဲ့လွှမ်းမိုးမှုကကိုယ့်ဘော်ကိုတက်ရောက်မှုမရှိတော့တဲ့အခါမှာကိုဟာလွတ်မြောက်တယ်တချို့တွေရှိရလေဒီ dark psychology အရာကော trigger ဖြစ်အောင်လို့စကားကိုမကြိုက်တဲ့ဟာမှကိုလာပြီးပြောတာမျိုးပေါ့နော်ရှိတယ်တချို့တွေကအဲ့လိုမျိုးတွေပြုတ်မှုလာတဲ့အခါမှာလဲကိုယ့်ရဲ့စိတ်ကမတုံလှုပ်တော့အဲ့ဒီပေါ်မှာမတုံလှုပ်ဘူးဆိုတာကရင်းရိုင်ခြင်းမရှိတော့ဘဲနဲ့ကိုယ့်ရဲ့စိတ်ကလွတ်မြောက်သွားတာသူကိုယ့်ကိုဘလို့ trigger ဖြစ်တဲ့စကားတွေပဲလာပြောနေပါစေကိုဟာအဲ့ဒီအခြေအနေကနေလွတ်မြောက်သွားတာသူ့ရဲ့စကားလုံးတွေကကိုယ့်ကိုလွှမ်းမိုးမှုမလုပ်နိုင်တော့တာမျိုးပေါ့နော်အဲ့ဒါကိုလွတ်မြောက်တယ်လို့ခေါ်တယ်ပေါ့ဆိုတော့တော်တော်များများကိုကျွန်မသတိထားမိတာပေါ့နော်ဥပမာကိုကဒီအိတ်တလုံးပေါ့အထူးသဖြင့်အမျိုးသမီးတွေဆိုလို့ရှိရင်ပတ်စံရေးဆိုကြိုက်ကြရ right ဆိုတော့ကိုကဒီအိတ်တလုံးကိုဝယ်မယ်ဆိုတဲ့အခါမှာ branded အိတ်တလုံးကိုဝယ်မယ်ဆိုတဲ့အခါမှာဘာစိတ်နဲ့ဝယ်ရလဲပေါ့နော်တကယ်ကိုဒီဟာကိုကြိုက်လို့ဝယ်ရလားဒါမှမဟုတ်ရင်အများစုကြတော့ဘာဖြစ်နေလဲဆိုတော့လူအထင်ကြီးတာခံကျင်လို့ဒီလိုတန်ဖိုးကြီး branded ပစ္စည်းတွေကိုကိုကသုံးတယ်ပေါ့နော်သုံးတယ်ဘာဖြစ်ဒီလိုတန်ဖိုးကြီးတဲ့ branded ပစ္စည်းသုံးမှာလူတွေကကိုယ်အထင်ကြီးမယ်ဒီလိုတန်ဖိုးကြီးတဲ့ပစ္စည်းတွေဝတ်တော့မှလူတွေကကိုယ်အထင်ကြီးမယ်ဆိုပြီးတော့အဲ့ဒီ concept နဲ့သုံးတဲ့လူတွေလည်းရှိရပေါ့နော်အဲ့ဒါကဘာလဲဆိုတော့အဲ့ဒါကကိုယ့်ရဲ့မလွတ်မြောက်ခြင်းကိုပြနေရတယ်တူတူပဲအဲ့တော့ကိုကဒီပစ္စည်းသုံးတယ်ဆိုတာကကိုကသူများကိုယ်အထင်ကြီးစေခြင်းလို့သုံးတဲ့စိတ် energy ကမတူတော့ဘူးပေါ့နော်အဲ့တော့သူများကိုအထင်ကြီးစေလို့ဒီပစ္စည်းသုံးမှသူများအထင်ကြီးမယ်ဆိုဒီပစ္စည်းမသုံးရင်သူများကိုအထင်မကြီးတော့ဘူးဆိုတဲ့သဘောကိုတက်ရောက်အဲ့ဒါကဘာလဲဆိုမလွတ်မြောက်ဘူးဆိုတာအဲ့ဒီအဓိပ္ပာယ်ကိုခေါ်တာအဲ့တော့တကယ်လွတ်မြောက်ခြင်းဆိုတာကြတော့ကိုကသူများကိုအထင်ကြီးအောင်လဲကိုကလုပ်နေကြမလို့ဘူးသူများအထင်ကြီးအောင်လဲဒီ branded တွေဝတ်ပြမှာ branded တွေသုံးပြမှာသူများကအထင်ကြီးသူများရဲ့အထင်ကြီးစေခြင်းတဲ့စိတ်ကိုကိုကမျှော်လင့်နေတဲ့အခြေအနေမျိုးမဟုတ်တော့ဘဲနဲ့အဲ့ဒီအခြေအနေတွေကနေကိုကလွတ်မြောက်တယ်ကိုပစ္စည်းတစ်ခုဝယ်ပြီဆိုရင်နောက်က energy ကဘာလဲဆိုကိုတကယ်ကြိုက်လို့ဝယ်တဲ့ energy ဖြစ်သွားပြီသူများအထင်ကြီးပါစေဆိုပြီးကိုကသုံးပြတဲ့ energy မဟုတ်တော့ဘူးတကယ်ဒီပစ္စည်းကိုကြိုက်လို့ဒီပစ္စည်းဟာတန်ဖိုးကြီးရင်လည်းကြီးမယ်တန်ဖိုးနည်းရင်လည်းနည်းမယ်ဒါကသတ်မှတ်ချက်တစ်ခုကိုကဒီပစ္စည်းကိုဝယ်ယူတဲ့အခါမှာတကယ်ကိုကြိုက်တယ်တကယ်ကိုသုံးကျင်တယ်တကယ်ကိုအတွက် comfort ဖြစ်တယ်ဆိုတော့ energy ကနေလာတဲ့စိတ်နဲ့ကိုကဒီပစ္စည်းကိုသုံးပြုတယ်ပေါ့နော်ဆိုလို့ရှိရင်ကိုကဘာဖြစ်လဲဆိုလွတ်မြောက်နေပြီအဲ့ဒီအချိန်မှာသူများဒီပစ္စည်းသုံးလို့ငါ့ကိုလူတွေအထင်ကြီးမှာလားဒီပစ္စည်းရောသုံးလို့ငါ့ကိုလူတွေအထင်သေးမှာလားဆိုတော့ထင်မြင်ချက်တွေသူများရဲ့ထင်မြင်ကိုယ့်ဘောဘလို့ထင်မှာလဲဆိုတော့အထင်မြင်တွေမရှိတော့ဘဲနဲ့ကိုယ်တိုင်ကြိုက်လို့သုံးတယ်ကိုယ်တိုင်ကျင်တဲ့လို့သုံးတယ်အဲ့ဒီအတွက်လည်းတခြားလူတွေကကိုယ့်ပေါ်မှာဘလို့ထင်မြင်ဒါကသူတို့ရဲ့အထင်သက်သက်ပဲကိုယ့်အပေါ်လွှမ်းမိုးမှုမရှိတော့ဘူးအဲ့ဒါမှတကယ်လွတ်မြောက်ခြင်းဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကတော့ပစ္စည်းနဲ့ပတ်သက်တဲ့ဟာပေါ့အဲ့လိုပဲတစ်ဖက်လူရဲ့အပြုတ်အမူတစ်ဖက်လူရဲ့စကားလုံးတွေ
လူတွေကိုဘလို့ချင်ပါလဲငါဒါလုံးလိုက်လို့လူတွေငါ့ကိုဘလို့အထင်သေးမှာလားလူတွေငါ့ကိုအထင်ကြီးမှာလားဆိုတာမျိုးတွေကကိုဟာလူတွေရဲ့အမြင်အောက်မှာအချုပ်နှောင်ကျနေတာနဲ့တူတယ်အဲ့တော့တကယ်လွတ်မြောက်ခြင်းဆိုတာကြတော့အဲ့လိုတွေမရှိတော့ဘဲနဲ့လူတွေကိုဘလို့ထင်တာသူတို့ပိုင်းကိုနှစ်သက်တဲ့အရာကိုနှစ်သက်တဲ့အလုပ်ကိုလုပ်နေဖို့ကကို့အပိုင်းပေါ့နော်ဆိုတော့ဒါကသာတကယ်လွတ်မြောက်ခြင်းအစစ်ဖြစ်တယ်ပေါ့အဲ့တော့အဲ့လိုမျိုးပြောလို့ရှိရင်တချို့ကြတော့ဘာမှလာမပြောနဲ့ငါလှုပ်ချင်တာလုပ်မယ်ပေါ့နော်ငါနိုင်အောက်ပဲထွက်ငါဘီယာပဲတောက်ငါလှုပ်ချင်လို့အဲ့ဒီ energy နဲ့မတူအဲ့ energy နဲ့မတူတကယ်လွတ်မြောက်မှုဆိုတဲ့ energy ကကြတော့ကိုယ်တိုင်လဲကိုယ့်ရဲ့တန်ဖိုးကိုသိနေမယ်ကိုယ့်ရဲ့တန်ဖိုးကိုမြင့်စေတဲ့အလုပ်တွေလည်းကိုလုပ်နေမယ်ကို passion ဖြစ်တဲ့အရာတစ်ခုပေါ်မှာကိုဟာဒီဇိုင်းမမတ်နဲ့ကိုယ့်ရဲ့လမ်းကြောင်းကိုသွားနေတယ်အဲ့လိုသွားနေတဲ့လမ်းမှာလည်းဘေးကလူတွေရဲ့လွှမ်းမိုးမှုဟာကိုယ့်ပေါ်လုံးဝတိုက်ရောက်မှုမရှိတော့တာမျိုးကိုမှတကယ်လွတ်မြောက်ခြင်းလူတွေရဲ့အမြင်ကနေလွတ်မြောက်ခြင်းပစ္စည်းတွေရဲ့လွှမ်းမိုးမှုကနေလွတ်မြောက်ခြင်းဆိုတဲ့တကယ်လွတ်မြောက်ခြင်းအနှစ်သာရအစစ်အမှန်ကိုရတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်ကျမနာမည်ကတော့ Grace ပါကျမကလူတွေကိုစိတ်ပိုင်းဆိုင်ရာ spiritual ပိုင်းအရာကော well-being ဖြစ်အောင်လို့ညီပြီးတော့မျှဝေပေးနေတဲ့သူတစ်ယောက်ဖြစ်ပါတယ်ရှင်